native speaker တွေကြားမှာအင်္ဂလိပ်လိုပြောဆိုဆက်ဆံလုပ်နေရတယ်ဆိုရင်မဖြစ်မနေသိထားရမယ့် email acronym ၅မျိုးကိုဒီဗီဒီယိုလေးမှာလေ့လာကြမယ်နော် Number 1 OOO out of office out of office ရုံးမရှိမှာမဟုတ်ဘူးခွင့်ယူထားတာလည်းဖြစ်နိုင်တယ် I'll be OOO from 12th August through 5th September August လ12ရက်နေ့ကနေစပြီးတော့ September 9ရက်နေ့အထိကျွန်တော်ရုံးမရှိမှာမဟုတ်ဘူး Number 2 EOD end of day Please send the report by EOD Friday. Report ကိုတောက်ကြနေရုံစင်းချိန်လောက်မှာပို့ပေးပါ Number 3 IMHO in my humble opinion ကျွန်တော်ရဲ့အမြင်ကိုတင်ပြရမယ်ဆိုရင် I just met the new applicant. His impression wasn't that great. IMHO ကျွန်တော်အခုလေးပဲအလုပ်လျှောက်ထားတဲ့သူအစ်နဲ့တွေ့ပြီးသွားပြီကျွန်တော်ရဲ့အမြင်ကိုတင်ပြရမယ်ဆိုရင် तू ကအလုပ်လေးတော်တဲ့ပုံမပေါ်ပါဘူး Number 4 FYI for your information တင်တို့သိစီရင်အလုပ်ငါ Sarah will take the minutes of the board meeting FYI တင်တို့သိစီရင်အလုပ်ငါအကြောင်းကြားပြစီ board meeting ရဲ့ record ကိုတော့ Sarah ကတာဝန်ယူပြီးတော့ရေးမှတ်ပေးသွားမှာဖြစ်ပါတယ် Number 5 TLDR too long didn't read လိုရင်းတူရှင်းပြောရမယ်ဆိုရင်အနှစ်ချုပ်ပြောရမယ်ဆိုရင်TLDR the company is changing its policy next month အနှစ်ချုပ်ပြောရမယ်ဆိုရင်ကုမ္ပဏီရဲ့စီးမြင့်ဥပဒေတွေကိုရှေ့လာကြရင်ပြောင်းလဲတော့မှာဖြစ်ပါတယ်အခုပြောထားတဲ့ email acronyms တွေကို spoken English မှာမသုံးဘူးနော် written English မှာပဲသုံးတာပါ See you next time bye bye